ကိုချက်စကယ်လီကနေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမယ့်ဟာကတော့ cheese cake ဖြစ်ပါတယ်အခုတွေ့ရတာကတော့ cake base ဖြစ်ပါတယ်ဒါက cheese cake အတွက် composition ဖြစ်ပါတယ် cake base ကိုအရင်ဖုတ်ပါမယ်ခုဆိုရင်တော့ cake base လေးရပါပြီ15မိနစ်လောက်အေးခံထားပါအေးခံပြီးသား cake base တွေကို composition ထပ်ပေါင်းထည့်လိုက်ပါမယ်ကိတ်ထဲမှာလေးမကြမ်းအောင်လို့ကျွန်တော်ရိုက်ချပါမယ်ကိတ်ကိုစားပုတ်ပါပြီအဲ့မှာ temperature နဲ့ timer နဲ့မှားနေတယ်တကယ်တမ်းပြည့်ရမှာ169 45ဟုတ်လားမဟုတ်လားမှန်လားမမှန်လားတော့မသိဘူး cheese cake ကတော့ထွက်လာပြီသူများကိုမကြွေးခင်ကိုရင်မြည်ကြည့်ရမှာပဲလေဘာရတာလဲတော့မသိဘူးဗျာပါဇက်ထဲကောက်ထည့်လိုက်ပြီကောင်းတယ်ဆိုပြီးခေါင်းတော့ညှိပြလိုက်တာပဲပြီးတော့တလုံးထက်ကြုံနေတာစားတယ်မီးတာမို့တော့စားတာဖြစ်နေပြီတိတ်ကောင်းပါတယ်တကယ်ကောင်းပါတယ်နောက်မှထပ်တွေ့မယ်ဗျာ see you